မရီဝိုင်းဦးလွိဖြိဖက်တဲ့ခုပြုတ်ကောက်ဒီလိုပြုတ်လိုက်ပါတယ်ပြီးရင်တော့ဒါကတော့ cherry tomato နဲ့ကြက်သွန်နီငရုတ်သီးစားတွေပေါ့နော်ခုနကတော့ကပြုတ်ထားတဲ့အရင်တရေကိုပေါ့နော်တရေကိုပြုတ်သွားပြီးဒီမှာချက်ပြီးတော့တုပ်စားတာပေါ့နော်အရန်စားကောင်းပါတယ်ဒီလိုမျိုးစားရလေးထည့်ပြီးသွားပြီဆိုတော့နေရအောင်နေပြီးလို့ရှိရင်တော့ဒီမှာထည့်မယ်ကဲဒီမှာနော်စားရအောင် Oh so good အပြန်ကောင်းတယ်အားလည်းအရန်ရှိတယ်စားကြရအောင်